ဘယ်လိုလုပ်ပြီးသိတာလဲဒီလိုပဲစုံစမ်းလိုက်ချာရစ်တီတောင်တော့ကြပြီသမီးမိပါလေမိပါဆိုတာဒါသမီးချမ်းလာနေကိုယ့်စီကိုလက်ဖက်တယူကွန်းတညာမရောက်ရင်စိတ်မစိုးစိတ်မခုတတ်ပြီဒါသမီးဆင်းရဲနေရင်တော့စားစရာတယောက်စားလည်းရှိရင်တောင်ဖေးစားပြီးသမီးလေးစားလိုက်တော့လိန်ညာကျွေးရတယ်မိပါရဲ့မြတ်တာကိုကြည်လားအဝိစားစုပ်ပြတ်တတ်နေဒီလိုဝိစားမျိုးအရင်အိမ်ပေါ်မှာလေးတွေဝိရင်တော့သမီးကမကြိုက်ဘူးစတိုးဆိုင်အောင်ချက်ချင်းခေါ်သွားပြီးသမီးကြိုက်တဲ့ဝိစုံတွေရွေးပြီးဝယ်ပေးတတ်အခုဒီဝိစားတွေနဲ့ဒီလိုအိမ်စုံမျိုးမှာငါသမီးကြော်လို့ပြောနေတယ်ဟုတ်သမီးတောင်းမှပါတယ်ဖေဖေသမီးတောင်းမှပါတယ်မိဘရင်ဝင်ကိုခြေစုပ်ကပ်ပြီးထွက်တာတော့မဟုတ်ပါဘူးဒါပေမဲ့ဖေဖေစီမနေခဲ့ရတာစီးစိမ်ဥစ္စာအရာအလုံးပြည့်စုံနေမဲ့သမီးလေးနွမ်းနဲ့တွေ့တော့သမီးတကယ်လိုအပ်နေတာအချစ်ဆိုတော့သမီးသိခဲ့ရတာသမီးဘဝအတွက်အဲ့ဒီစီးစိမ်ဥစ္စာတွေချမ်းသာမှုတွေမလိုအပ်ဘူးဖေဖေသမီးလုံးဝဝယ်ချစ်တယ်သမီးလေးနွမ်းနဲ့ကအတူတူနေရမယ်ဆိုရင်ဘလောက်ပဲစီးရဲပါစေနားရှိတဲ့အရာကသမီးတို့ပျော်စရာပြိမှန်တစ်ခုပါဖေဖေဟိုးကောင်းငင်ရမှာတင်းညွန်စားနေရတယ်ရွှေပုံစံမင်းသမီးဟာမြေပြင်ကရွှွန့်ကိုနင်းရမှာရင်ထဲမှာကြည်နူးတယ်သမီးသူ့ကိုတိတ်ချစ်တာပဲအေးလူငယ်ဆိုတော့အချစ်ကိုကိုယ်ွယ်မှာပေါ့နှလုံးသားအချစ်ပေါက်ပွားလာတဲ့အချိန်ကစပြီးအချစ်တီတာဘဝအချစ်တီတာကဘာပေါ့လေဘေဘေလေးငယ်ငယ်တုန်းကချစ်ခဲ့ဘူးပါဒါပေမဲ့သမီးအိမ်အောင်ဘက်ကစင်းရဲလို့ဖေဖေကပြောတာမဟုတ်ဘူးနော်ဟိုအကောင်ကရောမောင်ခေါ်တဲ့တောင်မော်လန်းကပန်းစောကမမွေးဘူးလိုက်လာရင်ရွှွန့်ပေးရောမယ်လို့ချစ်တဲ့သူတာယာလှပတဲ့ဘဝကြားမှာမထားခဲ့နိုင်ဘူးလားစင်းရဲတွင်တဲ့ကိုဘာဖြစ်လို့ဆွဲချင်ရသမီးကရောဒီဖေကြီးရဲ့ဂုံတိတ်ခါကိုမှမထောက်ဘာဖြစ်လို့ချစ်သူတော့ခောက်ခောက်ပါကိုရနောက်လိုက်ပြေးရဖေအခုလိုခိုးပြေးကြတယ်ဆိုတာလွမ်းရဲ့စီစဉ်မှုတစ်ခုမှမရှိပါဘူးဖေဖေရဲ့သမီးလွမ်းနဲ့မခွဲနိုင်လို့သမီးဘက်ကစတင်တောင်းဆိုလို့လွမ်းလိုက်ရောရတာပါသမီးတို့ချစ်ချင်ကိုမခွဲပါနဲ့ဖေဖေရဲ့သမီးတော့မရှိမနေနဲ့လို့ပါသမီးတို့ချစ်ချင်ကိုမခွဲပါနဲ့နော်မငိုပါနဲ့သမီးဖေဖေကြီးလိုက်လာတာသမီးတို့ဇနီးမောင်နှံရဲ့ချစ်ချင်းကိုခွဲဖို့အတွက်အညိုးအာဃာတတွေနဲ့လိုက်လာတာမဟုတ်ဘူးရှင်ဂုံတိတ်ခါလေသမီး